ပရိသတ်ကြီးရေဒီမှာကြည်စမ်းပါဦးဗျပတိတကောင်ကပလင်းနဲ့ဝင်ပုံပြီးစွန်ကြီးကိုတမင်တကာလောင်ပြောင်နေတာဗျဘသူမှငါ့ကိုဘလို့မှမလုပ်နိုင်တော့ဘူးလို့ထင်နေတာပေါ့ဒါပေမဲ့စွန်ကြီးရဲ့ညံကိုသူ့လုံးဝအထင်သေးမိတာပဲပြိုချက်ချင်းပဲစွန်ကြီးကအဲ့ဒီပလင်းကိုဆွဲယူလိုက်ပြီးတော့ကောင်းကင်ရံအမြင့်ဆုံးထိပြန်တက်သွားပါတော့တယ်ပြီးတာနဲ့ဒုံးဆိုပြီးအောက်ကိုလွှတ်ချလိုက်တာပါပဲဒီပလင်းကဖားပြုတ်တကောင်ပေါ်တက်တက်ကြပြီးအော်ဟစ်နေတော့တာပေါ့ဖားပြုတ်ကဒေါသတကြီးနဲ့ပတိကိုလက်စားချေဖို့တကယ်ကြံနေတာဗျဒါပေမဲ့သူ့နောက်ကျောမှာစွန်ကြီးကအသင့်အနေထားရှိနေတာကိုသူသတိမထားမိဘူးဗျနောက်တစ်စက္ကန့်မှာပဲဖြောင်းဆိုပြီးကြောက်ခဲတစ်လုံးနဲ့ပလင်းကိုရိုက်ခွဲလိုက်ပါတော့တယ်ဒီဖားပြုတ်လေးကလှောင်ပြောင်ဖို့ပြင်လိုက်တော့မှာပဲဟုတ်ကွာဒီလိုနဲ့ငှက်ကြီးတစ်ကောင်ကသူ့ကိုတင်ခေါ်သွားရောအနေရကနေလွတ်လာတော့ရန်ကိုလည်းခီးဆက်ခဲ့တာပေါ့တိတ်မကြခင်မှာပဲဘစ်ဆိုတဲ့ကောင်မလေးတယောက်နဲ့ဆုံကြတယ်ဒီကောင်မလေးကရွာကားတဲ့ဘစ်မှာထူးထူးဆန်းဆန်းအကျင့်တစ်ခုရှိတယ်စကားပြောနေရင်းနဲ့ရုတ်တရက်ငိမ့်သက်သွားတာမျိုးပေါ့ရန်ကိုကဘစ်တို့ရွာကိုပြန်မဲ့ဆိုတော့လှဲပေါ်လိုက်စီးခဲ့တာပေါ့ရွာရောက်တာနဲ့ရန်ကိုလည်းအကုန်ဆူဆူဆန်းဆန်းပဲမြင်သမျှသူတွေကိုလိုက်တုပနေတာနောက်တော့အရက်ဆိုင်ထဲရောက်သွားတယ်အဲ့ဆိုင်ထဲကလူတွေကလည်းတိတ်ဆိတ်ပြတင်းမာနေကြတာပေါ့ရန်ကိုလည်းဘားကိုသွားပြီးရေတောက်ဖို့တန်တန်မတ်မတ်တောင်းချလိုက်တယ်ဒါကိုကြားတော့အကုန်လုံးကရေကြရောဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာရေကအရှားပါဆုံးပစ္စည်းဖြစ်နေလို့ပဲဘသူကမှလည်းသူ့ကိုရေမပေးကြဘူးဒီတော့သူ့ကိုအထင်မသေးရအောင်ရန်ကိုကငါကအနောက်တိုင်းကကောင်းပွိုင်မဲ့တိုက်ခိုက်ရေးလဲတော်တယ်ဆိုပြီးကြွားလုံးတွေထုတ်ပါလေရောကြီးစံတတောင်တဲနဲ့ရန်သူအများကြီးကိုရှင်းပြနိုင်တယ်လို့တောင်ပြောချလိုက်သေးတယ်အံ့ဩစရာကောင်းတာကအားလုံးကသူ့ကိုတကယ်ကြီးယုံသွားကြတဲ့ဗျအဲ့ဒီအချိန်မှာပဲအပြင်ကနေတနတ်တန်တွေကြားလိုက်ရရောတိလိုက်ရတာကကြွားရဲ့လူမိုက်ခေါင်းဆောင်ကြီးရောက်လာတာဖြစ်နေပါတဲ့